ဒီဆိုမအိတ်လေးကဘာဖြစ်လဲဆိုတော့သူကဟာပေါ့ဒီစာချင်းဝင်တဲ့ပြဿနာပေါ့နော်စာချင်းမဝင်တဲ့ပြဿနာကိုသိကြည့်တဲ့ချိန်မှာဘာလို့တွေ့လဲဆိုလောလောဆယ်တော့ဒီပတိအိုးရောပတိအိုးထဲမှာ acid တွေထည့်ပြီး acid တွေဖိတ်တယ်ပေါ့နော် acid တွေဖိတ်ပြီးမှ socket တွေထဲဒီ acid တွေဝင်ပြီးတော့စားပေါက်သွားတဲ့ပြဿနာတစ်ခုတော့တွေ့တာပေါ့ကျန်တဲ့အပိုင်းတော့ဖြုတ်မစစ်ကြရသေးဘူးပေါ့နော်ไม่ขึ้นเยอะมันအဲ့ဒါနဲ့ပတိအိုးဖြုတ်ကြည့်လိုက်တော့အဲ့မှာ acid တွေဖွင့်ပြီး acid တွေထည့်ထားပါတော့အဲ့ဒါ acid တွေအကုန်လုံးပြန်တွန်ထုတ်ပြတယ်ပတိအိုးကလည်းအကောင်းရှိသေးရပါတော့ပုံပြန်တွန်ထုတ်ပြီးမှထောက်အောင်တခြားပြန်လုပ်ပြီးမှထားထားမှာပေါ့နော်အဲ့မှာပဲဒီမှာဖတ်တယ်ကမှ acid တွေစိုးနေအကုန်လုံးပေါ့နော် acid တွေစိုးပြီးတော့ဒီ fuse socket တို့ဒီ relay socket တို့ဒီမှာလည်းအကုန်လုံးကျိုးတွေမှာလည်းအဲ့မှာ acid တွေစိုးပြီးတော့စားပေါက်ထားတဲ့အန်တာကြီးကြိုက်ထားတဲ့ဟာတွေပေါ့နော်အဲ့ကောင်တွေလည်းအကုန်လုံးတန့်ရှင်းပြန်လုပ်ပေးရမှာပေါ့အဲ့ဒါကြောင့်လည်းဖြစ်နေတယ်ပေါ့နော်စက်တက်မဝင်နိုင်တဲ့အကြောင်းရင်းကအနောက်တစ်ချက်က coin ထုတ်ဒီမှာပတိရောကြည့်ကြည့်လိုက်ပတိကမတိတ်တွေနဲ့ပတ်ထားတယ်နော်အဲ့မှာ acid တွေတိတ်တွေနဲ့ပတ်ထားတော့ငကိုးကပတိကပေါင်းပြီးတော့လဲပြီးမှထည့်ရတဲ့အမျိုးသားဆိုတော့acidကဖိတ်လွယ်တာပေါ့နော်အဲကြောင့်မလို့လဲဆိုင်ကယ်ပစ္စည်းတွေကျိုးနေမှာအပေါ်ကဒီတန်ကိုင်းတွေအောင်မှတန်ကြီးတွေကကိုက်နေဟိုက acid ဖိတ်တော့ဆိုင်ကယ်တွေကအနာသွားတာပေါ့နော်ဒီမှာတို့ဒီ coin ထုတ်ဝေးကနေပြီးတော့ဟိုကမီးထွက်မထွက်ကောင်းမကောင်းဆိုကျွန်တော်ဗီတာနဲ့ထောက်တိုင်းကြည့်တဲ့ချိန်မှာတော့ coin ထုတ်ကတော့ကောင်းတယ်ပေါ့နော်ဒီ tire socket စီလည်းမီးရောက်တယ်ပေါ့ဒါပေမဲ့ဘာဖြစ်လဲဆို tire socket ကတန်ကြီးတွေကိုက်ပြီးထားပေါက်ပြီးမှဟိုကဒီ loose ဖြစ်နေပေါ့နော်မထီတတိဖြစ်နေတဲ့အချိန်ကျတော့သူကချာကျင်ဝင်တဲ့ပြဿနာကြီးတော့ဖြစ်တယ်ပေါ့ဒီမှာကြည့်ဦးဒီမှာ acid ကဒီဘက်ထိရောက်လာဟုတ်လားဒီဘက်ထိရောက်လာဒီမှာဒီပတိဖိုင်းနေပြီးဟိုးပဲဝါကျိုးဝင်တဲ့အပေါက်ကနေသွားပြီးဟိုးပဲတိုင်းအုပ်ဖိုးပဲချမ်းထီတောင်ရောက်တယ် acid ကအဲကြောင့်မလို့အကုန်လုံးစားနေပေါက်ပြီးမှဒီကျိုးလွတ်တာပေါ့နော်အဲ့ပြဿနာတွေ့တော့ပေါ့အဲ့ဒါတွေအကုန်လုံးကိုကျွန်တော်တန့်ရှင်းပြန်လုပ်ပြရမှာတောင်းရှင်းတန့်ရှင်းပြန်လုပ်ပြီးတော့ socket တွေကြီးတွေချပြန်ဖြုတ်တန်ကြီးစစ်ဆေးတွေပါနဲ့ဒီကဆန်းပြီးမှပြန်တက်ဆင်ပေးရမှာပေါ့နော်အဲ့မှာကျွန်တော်တို့တက်ဆင်ပြီးတော့ပြန်ပြီးတော့ဆက်ထိုးပြဆန်းကြည့်မယ်နော်ချက်ချင်းဝင်လားမဝင်လားတခြားပြန်စစ်ကြည့်မယ်နော်ဒီဘက်စီကတော့အားရှိသေးရဲ့ဘက်စီကတော့ကောင်းတယ်ဆိုတော့ acid ပါအကုန်လုံးတွန်ထုတ်ပြီးတန့်ရှင်းလုပ်ပြီးပြန်တက်ထားပြီးတယ်ပေါ့နော်ဆက်လို့ကြည့်အောင်ချက်ချင်းဝင်လားမဝင်လားလို့Nanti di sedan dulu deh. Nhập link ạ. Mana saja yang jangan ini lah, ini set tahun bu, kali selebu di mana di batin, kalau tu kita tak saja yang jangan di kita ni thabo, along nak sendiri doang gitu, kan? Esi macam ada ni, esi selebu, sebenarnya dok, setiap ada usaha ni zaman ni, ini yang sini yang bagus ya.